ကာဘာလောက်တဲ့မြေကိုလာမေးရတာပေါ့နော်ဘယ်လိုခေါ်လဲဆိုတာဒီကောင်တော့ချင်းသေးတစ်စင်းနဲ့လှုပ်ထားပြီးတဲ့မြေပေါ့နော် तू ကညဘက်ဆိုလို့ရှိရင်အေးလို့ရှိရင် तू ကမာတာပေါ့နော်ဒီနေဘက်ဆိုလို့ရှိရင်ပူလို့ရှိရင် तू ကပြော့တယ်အခုကျွန်တော်ကာဘာလုံးမှာတအားမာနေတာပေါ့နော်အဲ့ဒါကျွန်တော်နေဘူးခဏလေးပေးထိမှာပေါ့နော်ဒီ10မိနစ်15မိနစ်တော့ပြီးလို့ရှိရင်လှုပ်ကောင်းပါမယ်နော် तू ကပြော့လေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ဆွဲလို့ကောင်းတာပေါ့နော်
ကော်လောင်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကတ်ထားတဲ့အိတ်ဖြူပေါ့နော်ဒီအိတ်ဖြူကပြန်ခွာလို့ရရပါမဖြစ်ဘူးဒါပြီးဒီကောင်တော့ဒီကာဗွန်ပိုင်းခန်းပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီပထမဒီဆေးပပလေးကျွန်တော်တစ်ကြိမ်ထည့်လိုက်တယ်ပပလေးတစ်ကြိမ်ထည့်ပြီးတော့ဒီမချောက်တစ်ချောက်မှာဒီမြမြလေးတစ်ကြိမ်ထည့်လိုက်တယ်ဒီအိတ်ဖြူနဲ့ကဲတာပေါ့နော်ကျွန်တော်တို့ဒီကာဗွန်အိတ်ဖြူနဲ့ကဲပြီးတော့ဒီကျွန်တော်တို့လက်လေးနဲ့နှိပ်ပေးလို့ရတာပေါ့နော်ဒီမဝင်သေးတဲ့နေရာလေးဆိုရှင်လက်လေးနဲ့နှိပ်ပေးလို့ရတာတကယ်လို့ဒီအိတ်ဖြူမကဲဘူးဆိုလို့ရှိရင်ကျွန်တော်တို့လက်နဲ့နှိပ်လို့မရဘူးလက်မှာအခုလို့ပိတ်ပြီးတော့အဲဒီဆေးလေးအခုလို့ပိတ်ပြီးတော့ပါလာအဲ့ဒါရောဒီအိတ်ဖြူကလေးကြတော့ဒီ6ပေါင်အထိထားတာပေါ့နော်လို့ရှိရင်ပြန်ခေါ်လို့ရတယ်ပြန်ခွာလို့ရတယ်မဖြစ်ဘူးပေါ့နော်ဒါအခုကကျွန်တော်ဒီကောင်လာခွာပါပေါ့နော်ဒီမှာဒီကောင်ဆေးပဲနဲ့ထက်တာလဲဆိုတော့တုတ်ထက်လာလေထက်လာမသိဘူးအခုတော့ကျွန်တော်ဆေးထက်တာဒီကောင်ခွာထုတ်မှာပေါ့နော်ခွာလို့ရရလားဒီပြမှာထိုင်ကုန်နဲ့နည်းနည်းလေးကက်နေထိုင်ကုန်ယူထုတ်မှာပေါ့နော်ခါမွန်သားတဲ့ကျွန်တော်လှုပ်ထားတဲ့ဒီနောက်အပိုင်းပေါ့နော်ဒီမှာအကြံပြီးသွားပေါ့နော်ကျွန်တော်ညီကိုတို့ထက်ဆန်ပြမယ်ဘယ်လိုရှင်နေလာလဲလို့ညီကိုတို့ကြိုက်လာပေါ့နောက်ပြီးတစ်စီးလုံးနေထားကိုကျွန်တော်ပြမယ်ဒီတစ်စီးလုံးနေထားဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံလေးထွက်လဲလို့တရားနဲ့တရားကြိုက်ရင်လဲသူရင်မသူမပေါ့နော်ဒါတဲ့ကျွန်တော်စဉ်းစားလို့ထွက်တဲ့ပုံစံလေးကျွန်တော်ကြိုက်တဲ့ပုံစံလေးနောက်ပြီးတော့ဘယ်လိုပုံစံလေးနဲ့ဆိုပို့လိုက်လဲဆိုတာကိုကျွန်တော်အဲ့လိုမျိုးလိုက်စမ်းသပ်ကြည့်ပြီးမှဒီလိုပုံလေးပြန်ထွက်လာတာပေါ့နော်ဒါတော့အကြံလှုပ်ထားပြီးပေါ့နော်